မင်္ဂလာပါဒီနေ့ရဘလိုင်းပေါက်ဖောက်မယ်ဘာရမလဲမသိဘလိုင်းပေါက်ကအရင်တော့3ခုထပ်ဖောက်ပြီးသွားဗီဒီယိုထဲမှာရှိတယ်နောက်ပြီးတော့ပြမယ်ဒီထက်ကဘလိုင်းပေါက်လိုချင်တာဆိုရင်ဘာရအကုန်ကြိုက်တယ်ဘာရကြိုက်တယ်ဒါပေမဲ့ဒီဥစ္စာလေးရယ်ဒါလေးရယ်ဘာရကြိုက်တယ်ဟာမဲ့ secret ထဲကဒီမို sheep ဆိုဥစ္စာရုံကြိုက်ဘူးထောက်အမလီဟိုလိုဆိုရဥစ္စာမပါတော့အဲ့ဆိုရဥစ္စာမပါဘူးလို့မဝိုင်ဆိုင်ဝယ်ကြပါနော်ဗလီရမလဲတမကပြားတော့မကြည့်ဘူးကပြားပါမလားကပြားမကြည့်ပါပိုင်လေယူကြည့်ပိုင်လေပါကြီးလေဒီကျေးကြီးကပြားမမြင်3 2 1မွေးနေဒီစီရအော်ချစ်စရာလေးမျိုးလုံးပြောင်းလဲလို့ရတယ်ချစ်စရာချက်ကလေးတမကြီးပြောပါကြိုက်တယ်ဒီချက်ကလေးရတယ်မအယောင်လေးရပါမျိုးလုံးကအယောင်လှည့်လို့ရအနှဲ့ရောင်လည်းလှည့်လို့ရတယ်အပန်းရောင်လည်းလှည့်လို့ရတယ်မမေကိုလည်းကျေးဇူးတင်ပါတယ်အဲ့မမေကဝယ်ပေးမယ်ဆိုကတိတီထားတကယ်ဝယ်ပေးတယ်အဲ့ဒါမျိုးလည်းမှုကြိုင်ရဆမ်မြူဝယ်ရဲ့အနှံကတော်တော်မှုရအမလေးဒီမှာပျော်လွန်းလို့ကြိုက်တော့အနောက်ရောက်ခက်ပါခက်တယ်ဒီနေ့ဗီဒီယိုလေးရတော့ဒီလောက်ပါပဲရှင်ဒီမှာချက်ကလေးအမွှေးလေးတောင်ထောင်နေသေးတယ်ကြက်ပေါက်လေးအနှံတော်တော်မှုရဆမ်မြူဝဲလိုရာတို့အနံ့ညာတအားမွေရမွေကြိုက်တယ်တမကပြားလေးကြိုက်တယ်အပျော်လွန်ပြီးတော့ဘလိုင်းပေါက်အိတ်တောင်ပြေးမလို့ဖြစ်သွားတယ်အလုံးမတက်တာပါဒီနေ့ကတော့လာပါပဲရှင်ကျွန်တော်ဘလိုင်းပေါက်တွေပြမယ်ဆိုပြအောင်မယ်